ချင်းမြောက်ချင်းပြီဆိုရင်ဓာတ်ရိုက်ချင်းမြောက်တာတော့မဟုတ်သင်တို့အပေါ်မှာဖျားထားတဲ့ခေါင်းဆောင်တွေအပြည့်ပဲပြန်ချင်းမြောက်တာငါ့ကိုဖျားချင်းမြောက်ဒါမဲ့မကြော်သွားနဲ့ကြော်လို့မရဘာလို့ဖျားကအေလိရှေကိုအသုံးပြုရှင်တယ်ဒါမဲ့အေလိယရဲ့အနောက်ကနေဝန်ခံခြင်းကိုရှယ်ပြုခိုင်းတာ10 နှစ်လုံးဝန်ခံပြီးတဲ့နောက်မှာမင်းနဲ့ငါခွာတော့ညင်မေးရမယ်ဆိုတော့အဲ့ဒီစကားကိုဖျား serious ထားတယ်အဲ့တော့အဆုံးထိဝန်ခံခြင်းကဘာဖြစ်သွားလဲဆိုတော့သူဆရာပေးသွားမှုအချိန်တန်းတော့တိုးအောင်ဒါပေမဲ့ဖះပြန်ချပေးတယ်ဆိုတော့အဓိကဘာပြောချင်တာလဲဆိုတော့တင်းတို့မြင်တွေ့နေရတဲ့ဖះခင်ခန့်အပ်ထားတဲ့ခေါင်းဆောင်တော်မှာတင်းတို့ submission မရှိတဲ့သူဟာဘယ်တော့မှဖះချီးမြှောက်လို့မရပြီးတော့ပို့ဆိုးတာကိုယ့်အပေါ်မှာဖះထားတဲ့ခေါင်းဆောင်ကိုတင်းတို့က submit မလုပ်နိုင်ရင်တောင်မှဟာလားမလုံနိုင်ဖះမချီးမြှောက်ဘူးဒါပေမဲ့ပို့ဆိုးတာခေါင်းဆောင်ကိုသူပြန်ပြီးတော့ဘယ်လိုခေါ်မလဲ against လုပ်တာ against ပဲလုပ်တယ်အဲ့လိုလူမျိုးကြတော့ကြီးမားသောဆုံးရှုံးခြင်းဖြစ်သွားဒီ generation ဖះသခင်ဆရာစပြီးတော့ပေါ့နော်ဘာပြတိဆောက်ခိုင်းလဲဆိုတော့ဆရာရဲ့အနှစ်2020အရှိပိုင်းပေါ့အရှိပိုင်းလို့ခေါ်မှာဒါအနောက်ပိုင်းဖြစ်သွားဟုတ်တယ်မလားအနည်း20အနောက်ပိုင်းအနည်း20ရှိပိုင်းအနည်း20အရှိပိုင်းဟာကြီးတဲ့အခါမှာ submission ရှိတဲ့သူတွေပဲဒီမှာပြန်ကြတယ် submission မရှိတဲ့သူအကုန်ပျောက်သွားတယ်ခေါင်းဆောင်တယောက်ကိုဝန်ခံခြင်းခေါင်းဆောင်တယောက်ကလုတ်ပေးနေမှခေါင်းဆောင်ဝန်ခံတာအရင်မှားတယ်ဘာဟုတ်ကြမလဲခေါင်းဆောင်တယောက်ရဲ့အဓိကကောင်းကြီးမင်္ဂလာဖြစ်ရှင်သူ့အပြင်ကိုကဖះကိုရခဲ့တာပဲလုံလောက်သွားပြီအဲ့ဒါဘာမှထပ်မမျောလင့်တဲ့တော့သူ့အပြင်ကိုကဖះနဲ့အချိတ်ဆက်ရသွားတယ်ဖះနဲ့ယဉ်နေသွားအဲ့ဒီအရာကလုံလောက်တယ်ပြီးတော့နောက်တစ်ခုကဘာပြန်တင်ရမှာလဲဆိုတော့ဒါဝိရဲ့ဝန်ခံခြင်းရဲ့ကျမ်းတယ်သူ့ရဲ့အထက်မှာရှိတဲ့အရင်ပိတ်သိရထားတဲ့ရှောလူကသူ့အပေါ်မှာဘာမှမလုပ်ပေးနေပို့ဆိုးတာမလုပ်ပေးတဲ့ပြင်လိုက်တတ်တာကိုသူကပြန်တတ်ခွင့်ရှိတယ်မတတ်ဘူးအပြင်ဖះချီးပြောက်တဲ့အချိန်ကိုသူစောင့်life မှာအောင်မြင်ခြင်းရင်ဖះခင်တကယ်ချီးမြှောက်ခြင်းနဲ့အသက်တာသွားခြင်းဖះချီးမြှောက်တဲ့အချိန်ကိုတီးခံလို့ဆောင်ကိုဖတ်တာမချီးမြှောက်နဲ့ယုံလားတင်ကိုမွန်မာဒီမကြမီတင်တို့မမြင်ဘူးတဲ့နှုတ်ထမှုတွေအကြီးကျယ်တင်တို့မြင်ရတော့ဒီ generation ထဲမှာတင်တို့မြင်ရမယ့်ဟာကြီးအံ့ဩစရာအရင်ကောင်းတယ်လို့ပြောပြစီ